ဒီမျိုးသမီးဟာသူမရဲ့ဦးဆုံးအချစ် first love နဲ့တိတ်တဆိတ်ချင်းတွေ့နေတော့မှစိတ်ဆက်ထားသူနဲ့မတော်တဆဆုံသွားခဲ့ပါတယ်စိတ်ဆက်ထားသူဟာသူမရဲ့ဦးဆုံးအချစ်ကိုရင်ဆိုင်ဖြည့်ရှင်းပြီးတဲ့နောက်သူမကိုအပြစ်တင်မဲ့အစားစိတ်ဆက်ပွဲကိုမဖျက်သိမ်းဖို့ပဲအတနာခံခဲ့တယ်သူဟာနောက်တစ်နေ့မှာစိတ်ဆက်ပွဲကိုအစီအစဉ်အတိုင်းဆက်လုပ်ဖို့ဆိုအတင်းပြောနေခဲ့ပါတယ်အမျိုးသမီးကတော့သူမရဲ့ဦးဆုံးအချစ်ကသူမဘက်ကနေတခုခုပြောပေးလာမလားလို့မျှော်လင့်နေခဲ့ပေမဲ့သူကတော့သူမဘသူနဲ့လက်ထက်ဂရုမစိုက်ဘူးဆိုတာသိလိုက်ရပါတယ်ဒါကြောင့်သူမဟာဦးဆုံးအချစ်အပေါ်အကြီးအကျယ်စိတ်ပြတ်သွားပြီးစိတ်ဆက်ထားသူရဲ့တောင်းဆိုမှုကိုသဘောတူလိုက်ပါတော့တယ်ဒါပေမဲ့စိတ်ဆက်ပွဲကျင်းပတဲ့နေ့မှာတော့သူမရဲ့ဦးဆုံးအချစ်ဟာအခမ်းအနားတွေကိုရုတ်တရက်ဝင်ရောက်လာပါတယ်စိတ်ဆက်ထားသူကသူဘာလာလောက်တာလဲလို့ရင်ဆိုင်မေးမြန်းတဲ့အခါသူကတော့ဆူတောင်းပေးဖို့ပဲလာတာလို့ဆိုပါတယ်မျိုးသမီးကတော့သူ့ရဲ့ရည်ရွယ်ချက်အမှန်ဟာသူမကိုမင်္ဂလာဆောင်ကနေခိုးထုတ်သွားဖို့ဆိုတာဂျိမ်းမိလိုက်တယ်သူမဟာသူနဲ့အတူလိုက်သွားဖို့ပြင်နေတော့မှပဲသူ့ရဲ့နှမဖြစ်သူရောက်လာပြီးသူမရဲ့ပါကိုရိုက်ချလိုက်ပါတော့တယ်အဲဒီတော့မှပဲအမျိုးသမီးဟာအမှန်တရားကိုသိလိုက်ရပါတယ်သူမရဲ့စိတ်ဆက်ထားသူဟာတစ်ချိန်ကသူမဦးဆုံးအချစ်ရဲ့နှမနဲ့တွဲခဲ့ဘူးတာဖြစ်ပြီးသူတို့နှစ်ယောက်ကိုသူမရဲ့ဦးဆုံးအချစ်ကိုယ်တိုင်ကစီစဉ်ပေးခဲ့တာပါတကယ်တော့လွန်ခဲ့တဲ့9နှစ်ကဒီဦးဆုံးအချစ်ဟာနှလုံးခုန်လုံးအညွှန်းကိန်းတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်မဲ့အချစ်စမ်းသက်ချက်တစ်ခုကိုဖော်ထုတ်ချင်ခဲ့တာပါသူဟာသူ့ကိုယ်သူတောင်ပထမဆုံးစမ်းသက်ခံဖြစ်အသုံးပြုခဲ့ပေမဲ့စမ်းသက်ချက်ကကြာရှုံးသွားပြီးသူ့မှာစိတ်ဝေဒနာခံစားခဲ့ရပါတယ်မကြခင်မှာပဲသူ့ရဲ့မကောင်းတဲ့ဒုတိယပင်ကိုယ်စရိုက်ဟာမူလစရိုက်ကိုလွှမ်းမိုးသွားပါတော့တယ်စမ်းသက်ချက်ကိုမစွန့်လွတ်နိုင်တဲ့ဒီမျိုးသားဟာသူ့နှမကိုဒုတိယမြောက်စမ်းသက်ခံဖြစ်အောင်လှည့်စားခဲ့ပါတယ်စမ်းသက်စနစ်ကိုအသုံးပြုပြီးသူမကိုချမ်းသာတဲ့လူငယ်တစ်ယောက်နဲ့ဖန်တီးပေးခဲ့တဲ့သူ့ရဲ့လမ်းညွှန်မှုနဲ့ပဲနှမဖြစ်သူဟာအဲ့ဒီလူငယ်နဲ့ပတ်သက်မှုရရှိခဲ့ပါတယ်ဒီတစ်ချိန်မှာတော့စမ်းသက်ချက်အောင်မြင်တော့မယ်လို့သူထင်ခဲ့ပေမဲ့ချမ်းသာတဲ့လူငယ်ကနှမဖြစ်သူရဲ့စိတ်ဝေဒနာဆန်တဲ့စရိုက်ကိုမမေ့နိုင်တဲ့အချစ်စစ်တွေရှိခဲ့ဘူးသူဆိုတာသူသိနေခဲ့ပါတယ်ဒါကြောင့်သူမဟာသူ့စမ်းသက်ချက်အတွက်အကောင်းဆုံးစိတ်ခံစားမှုနမူနာဖြစ်လိမ့်မယ်လို့သူယုံကြည်သွားတယ်သူဟာသူမနာကိုတမင်ချင်းကပ်ပြီးသူ့ကိုပြန်ချစ်လာအောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့သူ့နှမကချမ်းသာတဲ့လူငယ်ရဲ့စွန့်ပစ်ခြင်းခံရတဲ့အပေါ်နာကျင်ပြီးမင်္ဂလာဆောင်ကိုလာဖျက်လိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးသူ့နှမကစမ်းသက်ချက်အကြောင်းအမှန်တရားတွေကိုဖွင့်ပြောမှကြောက်တာကြောင့်သူမကိုအတင်းအဓမ္မဆွဲထုတ်သွားပါတော့တယ်အမျိုးသမီးဟာစစ်ဆက်ပွဲအပေါ်စိတ်ကုံသွားပြီးမင်္ဂလာဆောင်ကိုချက်ချင်းဖျက်သိမ်းလိုက်ပါတယ်အမျိုးသမီးမင်္ဂလာဆောင်ဖျက်လိုက်ပြီဆိုတာသိတာနဲ့အမျိုးသားဟာသူမအိမ်ကိုအပြေးလွှားသွားပြီးချစ်ရေးဆိုပါတော့တယ်မင်္ဂလာဆောင်မှာသူရုတ်တရက်ထွက်သွားခဲ့တာကြောင့်သူမစိတ်ဆိုးနေပေမဲ့သူ့ကိုအလွန်ချစ်တာကြောင့်ခွင့်လွှတ်လိုက်ပါတယ်သူတို့လက်ထပ်ပြီးမကြခင်မှာပဲဒီအမျိုးသမီးဟာသူ့အတွက်အကောင်းဆုံးစမ်းသပ်ခံဖြစ်လာတော့မယ်လို့သူထင်နေခဲ့ပေမဲ့ဒါတွေအားလုံးဟာသူမရဲ့အစီအစဉ်တွေဆိုတာသူမသိခဲ့ပါဘူးသူ့မှာစိတ်ဝေဒနာခံစားနေရပြီးဒုတိယပင်ကိုယ်စရိုက်ကလွှမ်းမိုးထားမှန်းသူမသိထားတာကြပါပြီသူ့ရဲ့မူလစရိုက်အမှန်ကိုပြန်ခေါ်ဖို့အတွက်သူမဟာသူ့နှမနဲ့ပူးပေါင်းပြီးအားလုံးကိုစီစဉ်ခဲ့တာပါသူတို့လက်ထပ်ပြီးတဲ့နောက်မျိုးသမီးရဲ့ခန္ဓာကိုယ်မှာဒဏ်ရာတချို့ရှိနေတာကိုမျိုးသားသတိထားမိသွားတယ်ဒီဒဏ်ရာတွေကိုသူမကတမင်တက်လုပ်ထားတာပါသူမဟာတစ်ချိန်ကစိတ်တက်ကြတဲ့ဝေဒနာခံစားခဲ့ရပြီးသူမရဲ့ဦးဆုံးအချစ်ကသူမကိုသူမနာကျင်အောင်မလုပ်ဖို့အမြဲတားမြစ်ခဲ့ပူပါတယ်ဒီရင်းနှီးနေတဲ့မြင်ကွင်းကသူမကိုအသေးအတန်ချစ်ခဲ့တဲ့မူလစရိုက်အမှန်ကိုနိုးထလာစေလိမ့်မယ်လို့သူမယုံကြည်နေခဲ့ပါတယ်။ဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မူလစရိုက်ဟာခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်ဖို့တကယ်ပဲပြန်လည်တိုက်ပွဲဝင်လာပြီးသူ့ရဲ့စိတ်ကဘာဟာတဖြည်းဖြည်းပြိုလဲပျက်စီးလာပါတော့တယ်။